လူတွေကိုလွှဲမှုနိုင်ဖို့ဆိုစကားပြောကောင်းရမယ်ချောချောမဲမဲဖြွဲတတ်ရမယ်လို့အများစုကထင်ကြတယ်လေဒါပေမဲ့တကယ်တမ်းကျတော့လွှဲမှုနိုင်စွမ်းဆိုတာအဲ့ဒီလိုချောမွေ့တဲ့စကားလုံးတွေကနေဘယ်လာတာသိချလို့လားဒီနေ့တော့အဲ့ဒီယူဆကိုတစ်ချက်လောက်ပြန်ပြီးစမ်းစစ်ကြည့်ရအောင် ။အိုးဒီအဆိုကတော့ယာကိုပြောင်းပြန်လန့်လိုက်လို့ပါပဲနော်။သူကဘာကိုပြောနေတာလဲဆိုတော့တကယ်လွမ်းမိုးနိုင်စွမ်းဆိုတာအပြင်ဘက်ကစကလုံးတွေမှာရှိတာမဟုတ်ဘူး။ကိုယ့်ရဲ့အတွင်းစိတ်ထဲကရှင်းလင်းမှုကနေစတင်တယ်ဆိုတာကိုမီးမောင်းထိုးပြလိုက်တာပဲ။ ဒီနေရာမှာပဲလူအများစုကြုံနေရတဲ့လွှမ်းမိုးမှုကွာရချက်ဆိုတာကြီးကိုစပြီးမြင်လာရတာပါအဲ့ဒါကဘာလဲဆိုတော့လေကိုကတော့စကားတွေအများကြီးပြောနေတယ်ဒါပေမဲ့ကိုယ့်စကားကိုဘယ်သူမှအရေးတယူနားမထောင်ဘူးလေးစားမှုလည်းမရဘူးအဲ့ဒီလိုအခြေအနေမျိုးကိုပြောတာပေါ့ စဉ်းစားကြည့်လေကိုယ့်စကားကထိရောက်မှုမရှိတဲ့အခါဘာရီဆက်ဖြစ်မလဲတော်တော်လေးကိုနာကျင်စရာကောင်းပါတယ်ကို့မှာတိုင်ပိုးရှိတဲ့အတွေးခေါ်တွေရှိတယ်ဒါပေမဲ့အဲ့ဓာတွေကအသီးမပြုတ်မခံရပဲနားလည်မှုလွယ်မမှုတွေကြားထဲမှာပဲပျောက်သွားရောအဲ့တော့ဘာဖြစ်လဲဆိုတော့အဆုံးမရှိထက်ခါရှင်ပြနေရတဲ့ပြင်ပန်းနှွမ်းနယ်မှုကြီးကျဲမှာတန်တရားလဲနေတော့တာပဲ ကဲဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဟုတ်ပြီပထမဆုံးအခြေခံဥပဒေကတော့ရှင်းလင်းပြတ်သားစွာတွေးခေါ်ဖို့ပါပဲတကယ်ကိုစွမ်းအားရှိတဲ့စက်တွေပြောဆိုခြင်းဆိုတာလေပထမဆုံးစကားလုံးမထွက်လာခင်အဲ့ဒီတိတ်ဆိတ်နေတဲ့အချိန်လေးမှာကတည်းကစကျင်တာပါ စိတ်နှမျိုးကိုတစ်ချက်လောက်နှိုင်းရှင်ကြည့်ကြအောင်တစ်ဖက်မှာကရှုပ်ထွေးနေတဲ့စိတ်ဟိုတစဒီတစအတွေးတွေနဲ့ပြည့်ကျက်နေတော့အဲ့ဒီကနေထွက်လာတဲ့စကားလုံးတွေကလည်းရှုပ်ထွေးနေတာပေါ့အဲ့ဒီတော့အကျယ်တွင်းကြီးရှုပ်ရှင်းပြနေရတော့ကဲနောက်တစ်ဖက်မှာကျတော့ရှင်းလင်းတဲ့စိတ်သူစီကထွက်လာတဲ့စကားလုံးတိုင်းကတိကျတယ်ရည်ရွယ်ချက်ရှိတယ်ရှင်းပြောရရင်စိတ်ထဲမှာရှုပ်ပွေးနေတဲ့စာပွဲတစ်လုံးနဲ့တန့်ရှင်းနေတဲ့စာပွဲတစ်လုံးလိုပဲပေါ့ဒီဥပမာကအတွင်းစိတ်ရဲ့ရှင်းလင်းမှုကအပြင်လောကမှာကိုယ့်ရဲ့လွှမ်းမိုးနိုင်စွမ်းကိုဘလောက်တောင်ပြောင်းလဲသွားစေနိုင်လဲဆိုတာကိုကွက်ကွင်းပြနေတာပါပဲ ဒီနေရာမှာတရင်ကောင်းတစ်ခုရှိပါတယ်ရှင်းလင်းပြတ်သားမှုဆိုတာလေမွေးရပါပါရမီမဟုတ်ပါဘူးလုံးဝမဟုတ်ဘူးဒါသာစီကံတစ်ခုပဲကိုယ့်ဘာသာကိုအရှင်လေးလျှော့ပြီးတော့စူညံတန်တကြားတဲ့ကနေအထီးကအချက်ကိုခွဲခြားသိနိုင်အောင်လေ့ကျင့်ယူရတဲ့စွမ်းရည်တစ်ခုသာဖြစ်ပါတယ် ဒါဆိုကို့အတွေ့ကပြောဖို့အစဉ်သင့်ဖြစ်ဒီလားမဖြစ်သေးဘူးလားဆိုတာဘယ်လိုသိနိုင်မလဲဒီရိုးရှင်းလက်ရှင်းလင်းမှုစမ်းသပ်ချက်လေးနဲ့စစ်ဆေးလို့ရပါတယ်ပထမဆုံးကိုပရိုးချင်းတဲ့အတီးကအချက်အနစ်ချုပ်ကိုအရင်ရှောက်ပါပြီးတော့ရင်အဲ့ဒီအချက်ကိုတူရှင်းနဲ့ဝါကြတစ်ကြောင်းတည်းနဲ့ပြောထွက်နိုင်အောင်ကြိုးစားကြည့်လိုက်ပါအကယ်လို့အဲ့လိုလုံနိုင်ပြီဆိုရင်တော့ဂုဏ်ယူပါတယ်ရှင်းလင်းပြသားမှုကိုပိုင်ဆိုင်သွားပါပြီ ကဲအတွေ့အခေါ်တွေရှင်းလင်းသွားပြီဆိုရင်နော်ဒုတိယမှန်တိုင်းဖြစ်တဲ့ဩဇာအာဏာနဲ့ပြောဆိုခြင်းစီကိုဆက်သွားကြည့်ကြရအောင်ဒါပေမဲ့ခဏလေးဒီနေရာမှာဩဇာအာဏာလို့ပြောလိုက်တာကအထန်ချင်းချင်းနဲ့အော်ပြောတာကိုဆိုလိုတာမဟုတ်ဘူးနော်လုံးဝမဟုတ်ဘူးတင်ငင်မှုကနေထွက်ပေါ်လာတဲ့စွမ်းအားကိုဆိုလိုတာပါ ဒီအဆိုကဩဇာအာဏာနဲ့ပတ်သက်တဲ့ user ဟောင်းဒီကိုတစ်ဆက်စီဖြိုခွဲချက်လိုက်တာပါပဲဟုတ်တယ်လေအော်ဟစ်တာကလူတွေကိုခဏတော့ကြောက်သွားစေနိုင်တယ်ဒါပေမဲ့တည်ငြိမ်တဲ့တည်ရှိမှုအဲ့ဟာကမှလူတွေရဲ့လေးစားမှုကိုရေရှည်ရရှိစေရ ဒါဆိုတည်ငြိမ်တဲ့ဩဇာအာဏာဆိုတာပါလဲအဲ့ဒါကအခန်းတစ်ခန်းကိုလွှမ်းမိုးချုပ်ကင်တာမဟုတ်ဘူးတည်ငြိမ်အောင်လုပ်ပေးတာတင်းမမှုတွေဖြစ်လာတဲ့အခါကိုကပါလိုက်ပြီးတင်းမနေမဲ့အစားအဲ့ဒီတင်းမမှုတွေကိုစုပ်ယူပြီးထိမ့်ပေးလိုက်တာကိုကတည်ငြိမ်လေးပိုပြီးထိမ့်ချုပ်နိုင်စွမ်းရှိတယ်လို့အများကမြင်လေပဲအဲ့ဒီနေပဲယုံကြည်မှုဆိုတာကိုတိဆောက်လို့ရတာပါ ဒီအချက်ကတကယ်ကိုအရေးကြီးလို့မထတင်ပါတယ်လူတွေကအကျဲဆုံးအထံနောက်ကိုလိုက်တာမဟုတ်ဘူးသူတို့ကတည်ငြိမ်မှုအရှိဆုံးလူရဲ့နောက်ကိုပဲလိုက်ကြတာအချင်းတွေတင်းမာလာတဲ့ခါမှာဘသူကတီးတီးငိမ့်ငိမ့်နဲ့ချင်းဆုံးဖြတ်နိုင်လဲအဲ့ဒီလူကပဲလွှမ်းမိုးမှုအရှိဆုံးဖြစ်လာတာပါပဲ ကဲအခုဆိုရင်ရှင်းလင်းတဲ့စီရောဒီမြင်တဲ့အတန်ရောပိုင်ဆိုင်သွားပြီဒါဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့အစွမ်းထဆုံးကိရိယာနှစ်ခုဖြစ်တဲ့စကလုံးနဲ့တိတ်ဆိတ်ခြင်းကိုဘလို့အသုံးချမလဲဆိုတာစက်ကြည့်ကြအောင် ပထမဆုံးအနေနဲ့အားပြော့စေတဲ့စကားလုံးများအကြောင်းပြောကြည့်ရအောင်ဥပမာလူပဲဖြစ်နိုင်ပါတယ်ကျွန်တော်ထင်တာတော့ဆိုတဲ့စကားလုံးမျိုးတွေပေါ့ဒီစကားလုံးတွေကကိုပြောနေတဲ့အပေါ်မှာကိုယ်တိုင်တောင်ယုံကြည်မှုမရှိဘူးဆိုတာကိုပြနေတယ်လို့ပဲအဲ့ဒီတော့နားထောင်နေတဲ့သူကတော့ဘယ်လိုလုပ်ယုံကြည်အောင်မလဲကိုယ့်ရဲ့ယုံကြည်နိုင်စွမ်းကိုဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပါပဲ အဲ့ဒီအစားအလေးချိန်စီးတဲ့စကားလုံးများကိုပြောင်းသုံးကြည့်ပါဥပမာဆုံးဖြတ်လိုက်ကြအောင်နောက်တစ်ဆင့်ကတော့ဒါလုံးမဲ့ဒီမှာအရေးကြီးဆုံးကတော့ဆိုတာမျိုးပေါ့ကွာခြားချက်ကိုတတိထားမိလားဒီလိုစကားလုံးတွေကတန်တရားတွေကိုဖယ်ရှားပြီးတော့ရှေ့ဆက်ဖို့လမ်းကြောင်းကိုရှင်းရှင်းလင်းလင်းညွှန်ပြပေးပါတယ်တချို့ကတိုင်းရိုက်ပြောရမှာကိုရိုင်းသွားမလားဆိုပြီးစိုးရိမ်ကြကြတယ်ဒါပေမဲ့တကယ်တော့အဲ့ဒါရိုင်းတာမဟုတ်ပါဘူးရှင်းလင်းပြတ်သားတာပါ
ဒါဟာနားထောင်တဲ့သူတွေလက်ဆောင်တစ်ခုပေးလိုက်တယ်လို့ပါပဲဘာလို့လဲဆိုတော့ရှုပ်ထွေးမှုတွေကိုဖျက်ရှားပြီးဘာလို့ရမလဲဆိုတဲ့လှုပ်ဆောင်ချက်ကိုဖန်တီးပေးလိုက်လို့ပဲ နောက်တစ်ခုကတိတ်ဆိတ်ခြင်းပါတိတ်ဆိတ်မှုကိုထိန်းချုပ်နိုင်တဲ့သူကအခန်းကိုထိန်းချုပ်နိုင်တယ်တဲ့တိတ်ဆိတ်တယ်ဆိုတာဘာမှမရှိတာကိုပြောတာမဟုတ်ဘူးအရေးကြီးတဲ့အချက်တစ်ချက်ကိုပြောပြီးတဲ့နောက်မှာခဏလေးရပ်နာလိုက်တာအဲ့ဒီခဏကြာရပ်နာမှုကကိုပြောလိုက်တဲ့စကားကိုပိုးပြီးအလေးချိန်စီးသွားစေတဲ့ဖြူဟာကြတာအထုံးချတဲ့ရင်လေးတိတ်ဆိတ်ခြင်းကစကားလုံးတွေထဲတောင်ပိုးပြီးစွမ်းအားကြီးနိုင်ပါတယ် ကဲဒီအချက်တွေအားလုံးကိုဘလို့ပေါင်းစပ်ပြီးတော့ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်ကိုရောက်အောင်တွားကြမလဲအဖြေကလေလှဲခွက်အသစ်တီအများကြီးလိုက်တင်နေတာမဟုတ်ပါဘူးအဓိကကတော့ဒီအခြေခံအချက်တွေကိုစီကန်းရှိရှိနဲ့ထပ်ခါလေ့ကျင့်နေဖို့ပါပဲ ဒီအချက်ကအရင်ကိုရေးကြီးပါတယ်လူတစ်ယောက်ကလည်းသူ့ရဲ့အလားအလာရှိတဲ့အဆင့်အထိမြင့်တက်လာတာမဟုတ်ဘူးသူ့ရဲ့စီကန်းရှိလေ့ကျင့်ထားတဲ့အဆင့်အထိပဲရောက်လာတာပါအဲ့တော့အခြေခံချက်တွေကိုတစိမ့်မမတ်လှုပ်ဆောင်သွားမှသာအချိန်ကြာလာတာနဲ့အမျှယုံကြည်အားထားရတဲ့တည်ရှိမှုရှင်းလင်းမှုနဲ့ဩဇာအာဏာကိုတကယ်တည်ဆောက်နိုင်မှာပါ ကဲဒါဆိုအလုံးကိုပြန်ချုပ်ကြည့်လိုက်အောင်အဓိကအခြေခံချက်၄ချက်တင်ရှိပါတယ်အဲ့ဒါတွေကတော့ရှင်းလင်းပြတ်သားတဲ့တွေးခေါ်မှုဩဇာအာဏာပါတဲ့အတန်ဂရုတစိုက်စကားလုံးရွေးချယ်မှုနောက်ပြီးတော့အဲ့ဒါတွေအားလုံးကိုကျွမ်းကျင်မှုအဆင့်ရောက်အောင်ပို့ဆောင်ပြီးမဲ့စီကန်းရှိထက်ခါလေ့ကျင့်ခြင်းဒါတွေပါပဲ ကဲအခုစဉ်းစားစရာမေးခွန်းတစ်ခုပဲကြံတော့တယ်ဒီအခြေခံချက်တွေတဲကဘယ်တစ်ခုကိုအရင်ဆုံးစပြီးလေ့ကျင့်ကြည့်မလဲအဖြေကတော့ကိုယ့်ပေါ်မှာမဲမှုတီးနေတာပေါ့တကယ်လွမ်းမိုးနိုင်စွမ်းစီကိုတွားမဲ့ခီးကအခုဒီမေးခွန်းရဲ့အဖြေကနေပဲစတင်မှာဖြစ်ပါတယ်